မပေါ်စားတဲ့နဲ့မုံချိုအိတ်ကင်ဆာရဲ့အန္တရာယ်ပြလက္ခဏာ9ခုအားလုံးပဲမင်္ဂလာပါ The Medical Mistake Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မပေါ်စားတဲ့နဲ့မုံချိုအိတ်ကင်ဆာရဲ့အန္တရာယ်ပြလက္ခဏာ9ခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာမုံချိုအိတ်ကင်ဆာအကြောင်းပြောပြပေးခြင်းတာကတော့မုံချိုအိတ်ကင်ဆာကအသက်ဆုံးရှုံးမှုအများဆုံးကင်ဆာတွေထဲကတစ်ခုဖြစ်လို့ပါမုံချိုအိတ်ကင်ဆာရဲ့ထူးခြားချက်တစ်ခုကတော့ယောဂလက္ခဏာသိမ့်မပြတာပါပဲတတိတောင်မထားမိပဲယောဂအခြေအနေပိုဆိုးလာတတ်တာမို့လို့လူအသက်ကိုအတန်တိတ်ဆုံးရှုံးစေသူလို့တော့ဒီယောဂကိုပြောကြတာပါယောဂရှိနေတာကိုသိလိုက်တဲ့အချိန်ကျရင်ဆေးကုဖို့မမီတော့တာကများပါတယ်ရှေးဦးပိုင်းလက္ခဏာတွေကိုစောစောသိလေကုသမှုကပိုထိရောက်လေပါပဲဒါကြောင့်ဒီလက္ခဏာတွေအကြောင်းပြောပြပြီးမုံချိုအိတ်ကင်ဆာနဲ့ပတ်သက်တဲ့ထူးခြားတဲ့အချက်တွေကိုလည်းပြောပြပေးသွားပါမယ်နံပါတ်1ရုတ်တရက်ကိုယ်အလေးချိန်ကျလာခြင်းပထမဆုံးအချက်ကတော့ရုတ်တရက်မထင်မှတ်ပဲဝိတ်ကျလာတာပါမုံချိုအိတ်ကင်ဆာဟာအစာခြေဖြတ်ခြင်းနဲ့သွေးတွင်းတခြားဓာတ်တွေကိုထိန်းချုပ်နေတဲ့မုံချိုအိတ်မှဖြစ်တဲ့အတွက်ဝိတ်ချဖို့မကြိုးစားနေဘဲနဲ့ရုတ်တရက်ပိန်လာမယ်အဲ့ဒီကလေးမှာပြဿနာဖြစ်လာပြီဆိုရင်အစာခြေဖြတ်မှုအစာစားခြင်းစိတ်တို့ကိုထိခိုက်လာနိုင်ပြီးကိုယ်အလေးချိန်တော်တော်ကျသွားနိုင်ပါတယ်နံပါတ်2ဘိုက်အောင်ခြင်းမုံချိုအိတ်ကင်ဆာကြောင့်ဘိုက်အောင်ရင်စူးပြီးဇက်တိုင်အောင်တာပါတခါတလေမှာဘယ်ဘက်ပကုံးအထိတက်ရောက်မှုရှိနိုင်ပါတယ်။မုံချိုအိတ်ကင်းစားအကျိတ်ကအာယုံကျော်နတ်မျိုးစုံကိုဖိအားပေးနိုင်လို့တခါတလေမှာနာကျင်မှုကချက်ဘယ်လီဘော်တွန်ကနေကြောရိုးစပိုင်းအထိပြန့်နှံ့နိုင်ပါတယ်။အစာစားတဲ့အချိန်မှာအတွင်းမှာအစားအသောက်တွေရွေလျားဖို့နေရာသိမ့်မရှိတော့တဲ့အစားအသောက်တွေကအကျိတ်ကိုပိုဖိအားပေးတဲ့အတွက်နာကျင်မှုကပိုဆိုးတတ်ပါတယ်။နံပါတ်3အတဝါယောဂဂျွန်ဒစ်အတဝါယောဂဖြစ်ပြီးမျက်သားအဖြူကဝါလာတတ်ပြီးစီးကတန်ကြီးရောင်လိုမျိုးအယောင်ရင်းလာတတ်ပါတယ်။တဲကြည်ရင်ဘိုင်းကသွေးထဲကိုပြန်တက်လာတဲ့အတွက်အတဝါဝင်သွားတာပါ။ဒါအပြင်တဲကြည်ထဲမှာတဲကြည်ရည်အလုံးအလောက်မရှိတဲ့အတွက်အစီတွေကိုလည်းကောင်းကောင်းမချေဖြတ်နိုင်တော့ပါဘူး။တဲကြည်ပြုံးဘိုင်းတက်ကမုံချိုအိတ်ပြုံးနဲ့ချိတ်ဆက်နေတဲ့နေရာရှိပြီးအဲ့ဒီနေရာမှာအနေထိုင်နေရင်အရည်တွေကအပေါ်ကိုပြန်တက်လာနိုင်ပြီးတဲကြီးအိတ်ကောဘလဒါနဲ့မုံချိုအိတ်တို့မှာပြဿနာဖြစ်လာနိုင်ပါတယ်။ဒီပြဿနာအတွက်တက်ကားလို့ခေါ်တဲ့တဲကြီးစားတစ်မျိုးကိုအစာမစားခင်တစ်နေ့2ကြိမ်တောက်ပေးရင်ဒီပြုံတွေပိတ်ဆို့မှုကိုရှင်းလင်းသွားစေပြီးအဲ့ဒီနေရာတစ်ဝိုက်မှာဖောနေတာတွေကိုကြားစေပါတယ်။နံပါတ်4နာတာရှည်ဝမ်းပြတ်ယောဂ chronic diarrhea မုံချိုအိတ်ကင်းစားဝေဒနာတွေဟာနာတာရှည်ဝမ်းပြတ်ယောဂကိုခံစားရတတ်ပါတယ်။ကင်ဆာမရှိတဲ့သူတွေမှာဒီလိုဝေဒနာဖြစ်နေတဲ့လူနာတွေတော်တော်များများကတော့စားတောက်နေထိုင်ပုံမှားနေလို့ဖြစ်ကြတာဖြစ်လို့ဒါကိုပြုပြင်လိုက်တာနဲ့ယောဂလက္ခဏာတွေပျောက်သွားတတ်ပါတယ်။နံပါတ်5စီးကျိုယောဂ diabetes နံပါတ်5အချက်ကတော့စိတ်ဝင်စားစရာကောင်းပါတယ်။အဲ့ဒါကတော့စီးကျိုယောဂပါ။မုံချိုအိတ်ထဲကအကျိတ်ကအင်ဆူလင်ထုတ်ပေးတဲ့ဆဲတွေကိုအနှောင့်အယှက်ပေးနိုင်ပါတယ်။ဒီလိုနဲ့နှစ်တွေကြာလာတဲ့အခါမှာတော့မုံချိုအိတ်ကပင်ပန်းလာပြီးအင်ဆူလင်ထုတ်တာကိုရပ်ပြစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့သကြားဓာတ်ကိုမလျှော့ချနိုင်တော့ဘဲသွေးတွင်းသကြားဓာတ်ကိုမလျှော့ချနိုင်တော့ပါဘူး။ရလက်အနေနဲ့သွေးတွင်းဂလူးကို့စ်ကတက်လာပါတယ်။အဲ့ဒါကိုစီးချိုယောဂလို့ခေါ်တာပါ။နံပါတ်6လျှင်မြန်စွာဘိုက်ဝသွားခြင်းဆိုလိုတာကတော့အစားအသောက်နည်းနည်းလေးစားတာနဲ့ဘိုက်ပြေတာမြန်ခြင်းပါ။အစားအသောက်မှားရင်လေဒီလိုလက္ခဏာမျိုးဖြစ်တတ်ပြီးပြေးအင်နေတတ်ပါတယ်။မုံချိုအိတ်ကင်ဆာရှိရင်တော့ဒါကယောဂလက္ခဏာတွေတဲကတစ်ခုဖြစ်နိုင်ပါတယ်။နံပါတ်9အချိန်ပြည့်ပင်ပန်းနွမ်းလျားနေခြင်းပင်ပန်းရတဲ့အကြောင်းရင်းတွေကတော့အများကြီးရှိပါတယ်။လူတော်တော်များများကဒီလိုပင်ပန်းတာကိုတာမန်ပဲလို့သဘောထားကြလို့ဒီလိုပဲနေကြသလိုကဖင်းဓာတ်တွေလည်းများများတောက်တတ်ကြပါတယ်။မုံချိုအိတ်ကင်ဆာဖြစ်နေရင်တော့တာမန်ထက်ပိုတဲ့မခံမရက်နိုင်အောင်အချိန်ပြည့်နွမ်းလျားနေတာမျိုးဖြစ်တတ်ပါတယ်။အိတ်ချိန်ပိုယူလည်းမသက်သာလာပါဘူး။အခုဆက်ပြီးတော့မုံချိုအိတ်ကင်ဆာရဲ့ထူးခြားချက်တွေအကြောင်းပြောပြပါမယ်။သင်မှာမုံချိုအိတ်ကင်ဆာရှိနေရင်တကြားတွေမစားသင့်ပါဘူး။ဒီလိုကင်ဆာအမျိုးအစားမှာအတွင်းမှာဘက်တီးရီးယားတွေရှိတတ်ပါတယ်။အခုဆိုရင်မိုက်ခရိုဘိုင်အုံးတွေကိုသုံးပြီးဒီကင်ဆာကိုပြောင်းလဲမှုလုပ်နိုင်ဖို့မိုက်ခရိုဘိုင်အုံးကိုပိုကောင်းအောင်လုပ်နိုင်မလားလို့လေ့လာစမ်းသပ်မှုတွေလုပ်နေပါတယ်။ဒါကအခုလက်ရှိမှာလုပ်နေတဲ့လေ့လာစမ်းသပ်ချက်တစ်ခုပါ။ဒါအပြင်ဒီလိုကင်ဆာမျိုးရဲ့ပြဿနာကအကျိတ်ရဲ့အပြင်ပိုင်းကအရန်ထူနေလို့အတွင်းပိုင်းကိုအောက်ဆီဂျင်လုံးဝမရောက်နိုင်ပါဘူး။ဒီလိုအောက်ဆီဂျင်မရှိခြင်းကကင်ဆာကိုပိုပြီးပြန့်နှံ့စေပါတယ်
ဒီကင်ဆာနဲ့ပတ်သက်ပြီးနောက်ထပ်ထူးခြားတာတစ်ခုကတော့ဒီကင်ဆာကအရန်ကိုပြင်းထန်တယ်ဆိုတာပါပဲလူနာတစ်ယောက်ကဒီကင်ဆာမျိုးဖြစ်နေပြီဆိုရင်လုံတဲ့အရေးကြီးဆုံးအချက်ကတော့အချိန်အကြာကြီးအစာမစားဘဲနေပေးတာမျိုးပါဥပမာ prolonged fasting လိုမျိုးပါဒီနီးလန်းကအရန်ကိုထိရောက်ပြီးအန္တရာယ်ကင်းတဲ့နီးလန်းပါအစာမစားဘဲနေတဲ့အချိန်မှာကင်ဆာဆဲတွေအတွက်လိုအပ်တဲ့အာဟာရတွေကိုဖြတ်ထားနိုင်ပါတယ်မုံချိုအိတ်ကင်ဆာနဲ့ပတ်သက်ပြီးနောက်ထပ်စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့အသက်40နဲ့အထက်တွေမှာဖြစ်တာပါဒါကိုကြည့်ရင်ဒီကင်ဆာကမုံချိုအိတ်ပြုံမှာနာတာရှည်ရောင်ရမ်းမှု chronic inflammation နဲ့ပတ်သက်နေတယ်လို့ယူဆလို့ရပါတယ်အဲ့ဒါတွေကတော့အစားနဲ့နေထိုင်မှုပုံသဏ္ဍာန်တွေအပေါ်မူတည်ပါတယ်ဒီလိုရောင်ရမ်းမှုတွေကိုရှော့ချနိုင်ရင်တော့အရန်ကိုကောင်းပါပါဒီကင်ဆာအတွက်အန္တရာယ်ရှိတဲ့အရေးကြီးအချက်တစ်ခုကတော့ဆေးလိပ်တောက်ခြင်းပါဆေးလိပ်တောက်ရင်နောက်ဆက်တွဲအန္တရာယ်ဖြစ်နိုင်ခြင်း25%ပိုများပါတယ်။အဝလွန်ခြင်း obesity နဲ့အမျိုးအစားနှင့်စီးကျိုရောဂါ type 2 diabetes တို့ကလည်းလူကိုဒုက္ခပေးနိုင်ပါတယ်။သင်ကအဝလွန်နေတဲ့စီးကျိုရောဂါရှိတဲ့ကာဘိုဟိုက်ဒရိတ်တွေတကြားတွေအစားများနေတယ်ဆိုရင်တော့မုံချိုအိတ်မှာရောင်ရမ်းမှုတွေများလာမှာပါ။ဘာဖြစ်လို့လဲဆိုတော့မုံချိုအိတ်ကအစာခြေဖြတ်မှုအတွက်အရေးပါဆုံးခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်နေလို့ပါလူတစ်ယောက်ကိုအန္တရာယ်ဖြစ်စေတဲ့မျိုးဗီဇ genes တွေရှိပေမဲ့များသောအားဖြင့်ဒီမျိုးဗီဇတွေကတိမ်မြုပ်နေတတ်ပြီးဆေးလိပ်အတောက်များတဲ့သူတွေအစားအသောက်မစင်ကျင်တဲ့သူတွေမှပေါ်လာတတ်ပါတယ်အရက်ကလည်းအန္တရာယ်ဖြစ်စေတဲ့အချက်နောက်တစ်ခုပါလေးလာသုံးသက်ချက်တစ်ခုအရတော့ဗီတာမင် D ကကင်ဆာသက်သာစေဖို့အတွက်အထောက်အကူဖြစ်စေတယ်လို့တွေးရှိရပါတယ်ဗီတာမင် D ရဲ့လုံဆောင်ချက်တွေကတော့ကင်ဆာဆဲကိုတေးသွားအောင်လုပ်ပေးနိုင်သလိုကင်ဆာကိုတိုက်ထုတ်ဖို့အတွက်ကိုယ်ခံအားစနစ် immune system ကိုအားကောင်းစေပါတယ်။သင်မှာကင်ဆာရောဂါရှိရင်သွေးတွင်းဗီတာမင် D ပမာဏပုံမှန်ရှိနေဖို့လိုပါတယ်။ဒါပေမဲ့အရေးကြီးဆုံးအချက်ကတော့ကင်ဆာမဖြစ်အောင်ကြိုတင်ရှောင်ရှားဖို့ပါပဲ။အဲ့ဒီအတွက်လိုအပ်တဲ့အချက်တွေကတော့အိပ်ရေးဝဝအိပ်ပါစိတ်ဖိစီးမှုကိုလျှော့ချပါလေ့ကျင့်ခန်းလုပ်ပါအချိန်အကန့်အသတ်နဲ့အစားရှောင်ပါ intermittent fastingမုံချိုအိတ်ကိုအနားယူဖို့အခွင့်အရေးပေးဖို့လိုပါတယ်။တနေ့ကို6ကြိမ်လောက်စားနေမယ်ဆိုရင်မုံချိုအိတ်ကိုခဏခဏအလုပ်ပေးနေသလိုပါပဲ။ဒါကိုမှမစားသင့်တဲ့အစားအစာတွေသွားစားရင်နာတာရှည်ရောင်ရမ်းမှုကိုဖြစ်စေနိုင်တာပါ။ကင်ဆာကိုတိုက်ထုတ်ဖို့အတွက်တော်တော်အသုံးဝင်တဲ့အိမ်တွင်းနီးလန်းတချို့လည်းရှိပါသေးတယ်။အဲ့ဒါတွေကတော့ဂေါ်ဘီမျိုးဝင်ဟင်းသီးဟင်းရွက်များ cruciferous vegetables လက်ဖက်စိမ်းရင်နွေးချမ်း green teaကြက်သွန်ဖြူဂါးလိထဲမှာပါတဲ့အလီစင်တက်ဘာဘရိုင်းတက်ဘာဘရိုင်းကကင်ဆာအန္တရာယ်ကိုရှော့ချနိုင်ဖို့အတွက်တောက်ရတဲ့မက်ဖော်မင်ရဲ့အာနိသင်မျိုးကိုပေးနိုင်ပါတယ်။ဒါဆိုရင်ဒီနေ့ပြောပြသွားတဲ့မပေါ်စားသေးတဲ့မုံချိုအိတ်ကင်ဆာရဲ့အန္တရာယ်ပြလက္ခဏာ9ခုကိုကျန်းမာရေးဗဟုသုတသိရှိသွားမယ်လို့ယူဆပါတယ်။သင်ခန္ဓာကိုယ်ကပြဿနာဖြစ်တော့မဲ့လက္ခဏာတွေကိုသတိပေးနေပြီဆိုရင်လစ်လျူမရှုထားတာအကောင်းဆုံးပါပဲ။နောက်အပတ်တွင်မှာလည်းလူကြီးမင်းတို့ရဲ့ကျန်းမာရေးဆိုင်ရာဘုသူဒရစရာဗီဒီယိုတွေကိုအဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ The Medical Mistake Channel ကိုဆက်လက်စောင့်ကြည့်ပေးပါအောင်ခင်ဗျကျွန်တော်တို့ရဲ့ The Medical Mistake Channel မှာတင်ဆက်ပေးနေသောကျန်းမာရေးဆိုင်ရာအကြောင်းအရာများသည့်ဆရာဝန်တွေကိုယ်တိုင်တီးဖြတ်ထားတဲ့တိကျမှန်ကန်တဲ့သတင်းအချက်အလက်တွေသာဖြစ်တဲ့အတွက်မိတ်ဆွေများအနေနဲ့ယုံကြည်စိတ်ချစွာလေ့လာမှတ်သားနိုင်ပါတယ်The Medical Mistake YouTube Channel ကို Subscribe လုပ်ထားပြီး The Medical Mistake Facebook Page ကိုလည်း Like and Follow လုပ်ပေးထားဖို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ